ဆယ်ဘုတ်ဘုတ်ကိုခြေပြီးသုံးလို့ရတယ်လားတဲ့အရေးပေါ်ကိစ္စလေးရှိလို့ယူသုံးပြီးသွားတယ်ဘယ်လိုလုပ်ရမလဲဆရာတဲ့အဲ့တော့ယုံကြည်သူတွေကိုကျွန်တော်နီလန်းပေးတာတော့မဟုတ်ဘူးနော်ဆယ်ဘုတ်ဘုတ်ကိုခြေပြီးသုံးလို့ရတယ်ဒါပေမဲ့ပြန်ဆက်ရမယ့်နီလန်းကိုလည်းကျမ်းစာမှာအတိအကျပြောထားတယ်အဲ့ဒါကဝိပ္ပယခန်းကြီး29အငယ်31ဆယ်စုတစုကိုရွေးလို့လင်အဖိုးရင်းနဲ့ငါးစုတစုကိုထပ်၍ပေးရမည်နောက်တချို့တွေအရေးပေါ်ကိစ္စကြောင့်ဆယ်ဘုတ်ဘုတ်ကိုခြေပြီးသုံးမိလိုက်တယ်ဆိုရင်ပြန်ဆက်ရမယ်တဲ့ဥပမာအဖြစ်ကိုက1000ယူသုံးမိထားတယ်ဆိုရင်အဖိုးရင်းနဲ့ဆိုတာအဲ့ဒီ1000ကိုလည်းပြန်ပေးရမယ်ပြီးရင်အဖိုးရင်းရဲ့9ပုံတစ်ပုံဆိုတာ1000ရဲ့9ပုံတစ်ပုံက2000เนาะအဲ့တော့ပြန်ဆက်တဲ့အခါကျလို့ရှိရင်1000နဲ့2000ဒါပြန်ဆက်ရမယ်ကျွန်တော်နီလန်းပေးတာမဟုတ်ဘူးเนาะကျမ်းစာမှာအဲ့တည်းရေးထားတဲ့အကြောင်းပြောပြတာပြီးတော့နောက်တစ်ခုပြောထားတယ်ဆယ်ဘုတ်ဘုတ်ကိုတဲ့ဆရာတွေကိုမပေးဘဲနဲ့စင်ရဲသားတွေမုတ်ဆိုးမတွေကိုပေးရောမားသလားတဲ့မမားပါဘူးဒါပေမဲ့ဘလို့အချိန်မှပေးရမလဲဆိုတာလဲကျမ်းစာမှာရေးထားတယ်တင်က3နှစ်လုံးဆယ်ဘုတ်ဘုတ်ကိုမှန်မှန်ကန်ကန်ထည့်ထားတဲ့သူဖြစ်ရမယ်တရားဟောရာအခန်းကြီး26အငယ်7မှာ3နှစ်တွင်ဆယ်ဘုတ်ဘုတ်ကိုပေးရတော့တတိယနှစ်ရောက်တော့အခါအစည်းအပွားရှိသမျှကိုဆယ်ဘုတ်ဘုတ်ကောက်ယူ၍လေဝိသားတပားအမျိုးသားမိဘမရှိသောသူမုတ်ဆိုးမတို့ကိုတစ်နေရာမြို့များ၌ဝါစွာကြွေးပြီးမှတဲ့အဲ့တော့တင်က3နှစ်လုံးဆယ်ဘုတ်ဘုတ်ကိုမှန်မှန်ကန်ကန်ထည့်ထားတဲ့သူဆိုရင်3နှစ်ပြည့်သွားတဲ့အခါမှာမိဘမဲ့ကလေးတွေမုတ်ဆိုးမတွေကိုလည်းကြွေးလို့ရတယ်ဆိုတဲ့အကြောင်းကျမ်းစာမှာတိတိကျကျရေးထားတယ်အဲ့တော့ဒီ3နှစ်လုံးမှန်တော့ဒါတင့်ကိုတင်အတိဆုံးပဲဖြစ်မှာပေါ့နောက်တစ်ခုကဆယ်ဘုတ်ဘုတ်မထည့်ရင်ရောရသလားတဲ့မထည့်လည်းရပါတယ်ခိုးလို့ပါရပါတယ်ဘာကြောင့်အဲ့လိုပြောလဲဆိုရင်မထည့်ရင်ကကျမ်းစာထဲမှာဖခင်သခင်ရဲ့ဥစ္စာကိုလူယူတယ်ခိုးယူတယ်လို့ပြောထားတာဟုတ်เนาะဒါကတော့ဖခင်သခင်နဲ့တင်အပိုင်းပဲအဲ့တော့ဆယ်ဘုတ်ဘုတ်ထည့်ရင်ကကောင်းကြီးမင်္ဂလာဘလို့ရှိတယ်၊ကိုက်စားဖြစ်စေတဲ့ပုံမအန်တွေကနေဖခင်သခင်ဘလို့ကာကွယ်တယ်ဒီလိုလဲပြောထားတယ်เนาะအမင်္ဂလာဖြစ်တဲ့အပိုင်းလဲဒါရှိတယ်ဆိုတာကိုကျမ်းစာထဲမှာရေးထားတယ်အဲ့တော့အဲ့အကြောင်းကိုအရင်ကြီးမပြောချင်ဘူးအဲ့လိုပြောလို့ရှိရင်ယုံကြည်သူတွေကဘလို့မှတ်လဲဒီစီကဆယ်ဘုတ်ဘုတ်အကြောင်းပြောလို့ရှိရင်ဒီစီကအလူငွေလိုချင်တယ်လို့ပြောမှဆိုလို့ကျွန်တော်ဒီလောက်နဲ့ပဲကျွန်တော်ပြောကြချင်ပါတယ်ရတဲ့ဖြင့်ကောင်းကြီးရှိပါစေ